ကွာရှင်းပြီး9နှစ်အကြာမှာနိုင်ငံကျော်တထဲကြီးဖြစ်လာတဲ့ခင်မွန်းဟောင်းကသူ့ကိုဇနီးဟောင်းမှခွေးနဲ့သူနဲ့ယူရမယ်ဆိုရင်ခွေးကိုသာယူလိုက်မယ်လို့ကြုံဝါခဲ့တဲ့ဇနီးဟောင်းကမှအယူအမူပြန်လဲပိုးပေါက်လာရဲ့ခါဝတ်ထားတဲ့တားရတနာလေးကလည်းရှိတော့သူတို့ကြားထဲကအထစ်မှန်ကိုသိရမှာလားဆိုလားကြည့်လိုက်ရအောင်ရှင်လွန်ခဲ့တဲ့9နှစ်ကသူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်ငဲညာလုံးလို့ပိုင်ဆိုင်မှုအလုံးကိုအပြင်အလန်ဆွတ်လွတ်ပြီးကွာရှင်းကြကြပါတယ်ဒါပေမဲ့ဇနီးဖြစ်သူကသူမမှာကိုဝင်ရှိနေတာကိုလုံးဝအတိမပေးပဲတိတဆိတ်ထွက်ခွာသွားခဲ့ပါတယ်။9နှစ်အကြာမှာတော့ခင်မောဟောင်းဟာနိုင်ငံကျော်တထေးကြီးဖြစ်နေပါပြီ။ဘာတစ်ခုမှမထင်မှတ်ပဲကန်ဆုံကြောတဲ့အခါဇနီးဟောင်းကရှောင်ထွက်ဖို့ကြိုးစားပေမဲ့တထေးကြီးကတော့သူမကိုတစ်စက္ကန့်လေးတောင်အလွတ်မပေးတော့ပဲအိမ်ထိလိုက်ဖို့ကအနားမှာကပ်ပြီးပိုးပေါင်းဖို့ကြိုးစားပါတော့တယ်။တကယ်တော့သူတို့လမ်းခွဲခဲ့တာဟာမချစ်လို့မဟုတ်ပဲစီးရဲလေတန်ကိုမခံစေခြင်းနဲ့ခင်မွန်းဖြစ်သူရဲ့အနစ်နာခံမှုကြောင့်ပါဒါပေမဲ့ဇနီးဟောင်းကတော့သူ့မှာတခြားချစ်သူရှိတယ်လို့အထင်မှားပြီး9နှစ်လုံးရေနာနာနဲ့တားလေးကိုတယောက်တည်းပြုစုပြောထောင်ခဲ့ရပါတယ်တထဲကြီးဟာဇနီးဟောင်းအလုံးလုံးတဲ့ကုမ္ပဏီကိုပါလိုက်လာပြီးအင်တာဗျူးကိုအကြောင်းပြပြီးသူမကိုအနားမှာရှိနေအောင်ဖန်တီးပါတယ်ဇနီးဟောင်းကိုမမြင်ချင်အောင်စောင့်မနေပါနဲ့လို့ပြောပြီးသူမရဲ့အာယုံစိတ်ကိုနီးမျိုးစုံနဲ့ရယူပါတော့တယ်တထေးကြီးကအဖိုးဖြစ်သူနေမကောင်းတာကိုအကြောင်းပြပြီးဇနီးဟောင်းကိုအိမ်လိုက်ခဲ့ဖို့တောင်းဆိုပါတယ်ဇနီးဟောင်းလဲသားလေးကိုတငယ်ချင်းနဲ့အပ်ထားပြီးလိုက်သွားခဲ့ရပါတယ်အဖိုးဖြစ်သူရှေ့မှာသူတို့နှစ်ယောက်လင်မယားဟန်ဆောင်ရင်းတထေးကြီးရဲ့အချစ်တွေကတထေးပြန်လဲနိုးထွာလာပါတယ်ဒါပေမဲ့ယောက္ခမအထစ်သူကတော့အခုထိမိန်ချားနေတော့မှာပဲနင်ကကလေးမမွေးနိုင်တဲ့ချက်မှာပဲနင်သားကလေးရခဲ့ရင်ငါအိမ်ပေါ်ကခုံချလိုက်မယ်လို့လူပုံအလဲမှာစိန်ခေါ်လိုက်တဲ့အချိန်မှာပဲလုံချုံရင်ဝန်တန်းကကောင်လေးတစ်ကောင်ကိုခေါ်လာပါတယ်ဒီကလေးကသူ့အမေကျန်းထုံကိုလာရှာတာပါတဲ့တားလေးကဇနီးဟောင်းကိုမြင်တာနဲ့မေမေလို့အော်ခေါ်ပြီးပြေးဖက်လိုက်တဲ့အခါတအိမ်လုံးတိတ်ဆိတ်သွားပါတော့တယ်ကိုစိတ်ဝင်စားဖို့ကောင်းတော့မြန်မာစကားပြောဗီဒီယိုလေးတွေကိုကြိုက်နေတတ်ပါက Story Recap account ကို follow လုပ်ထားကြပါနော်